အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ကန်နာရဝတီ Times ကရေးသားဖော်ပြထားတဲ့တော်လိုင်းရေးသားတယ်မိခင်တွေရဲ့မျက်ရည်ဆိုတဲ့ဆောင်းပါးလေးကိုတင်ဆက်ပေးချင်ပါတယ်တော်လိုင်းရေးသားတယ်မိခင်တွေရဲ့မျက်ရည်အကယ်၍များကျွန်တော်တနက်ကြီးစံကြောင့်တစ်ခုခုဖြစ်သွားခဲ့သည်ရှင်အမေပါအကြောင်းနဲ့မှမခံစားပါနဲ့တဲ့ဒါကတော့သားဖြစ်သူတက်ရှိထင်ရှားရှိစဉ်ကပြောခဲ့မှုတဲ့စကားကိုမောများမှုအညီလွဲကပြန်ပြောပြလာတာပါခုတော့သားဖြစ်သူဟာအာနာရှင်ကိုတော်လန်တိုက်ခိုက်ရင်ကြာဆုံးသွားခဲ့ပါပြီ။သားဖြစ်သူကတော့မခံစားပါနဲ့လို့မှာခဲ့ပေမဲ့မွေးမိခင်မောများမှုတဦးအတွက်တော့အသက်ရှူရမတက်ခံစားခဲ့ရတာပါ။သားဖြစ်သူတော်လန်ရေးထဲကိုခြေစုံပြစ်ဝင်သွားတဲ့ချိန်ကစပြီးစိုးရိမ်ပူပန်စိတ်တွေနဲ့အမြဲအသက်ရှင်နေရတဲ့သူမဟာသားဖြစ်သူဆုံးပါသွားတဲ့နောက်မှာတော့တတိယလွမ်းဆွစိတ်တွေနဲ့ပြည့်နှက်လို့နေပါတယ်။ဒါပေမဲ့လည်းသားဖြစ်သူရဲ့တော်လန်ရေးမှာပေးဆက်ခဲ့မှုအပေါ်မှာတော့မိခင်တယောက်အနေနဲ့အမြဲဂုဏ်ယူနေသူတဦးပါသူမရဲ့သားဖြစ်သူဟာဂရနီပြည်တက်မတော် KA အပတ်စဉ်81မှာတင်နန်းတက်ရောက်ပြီးမြောက်ခဲ့တဲ့တက်ကြက်ကူးဖရီရဲ့ခေါ်ဒုဒုဖြစ်ပါတယ်သူရဲ့ပထမဆုံးတိုက်ပွဲအဖြစ်2021ခုနှစ်မှာဖြစ်ပွားခဲ့တဲ့တန်လွင်ရှေ့ချမ်းကြားပစက်ကြီးတိုက်ပွဲအပါအဝင်ရှာတော်ခွေခမောက်တောင်ကတုံးမဲလယူဟာဆောင်ဝိုင်ကောအစရှိတဲ့ထိတွေ့တိုက်ပွဲပေါင်းများစွာမှာပါဝင်ခဲ့သူတဦးဖြစ်ပါတယ်။ဒါပေမဲ့လည်း2025ခုနှစ်မတ်လ25ရက်နေ့မှာဘောလခဲတိုက်ပွဲမှာဆီယာနာရှင်ကိုတိုက်ခိုက်ရင်းကြာဆုံးသွားခဲ့ရတာပါ။ဒုဒုဟာအသက်24နှစ်အရွယ်သာရှိသေးတဲ့လူငယ်တဦးဖြစ်ပြီးအာနာမသိန်းခင်ကမိသားစုရဲ့ထောက်တိုင်အဖြစ်ပြည်ပမှာအလုပ်လုပ်ပြီးထောက်ပံ့ပေးခဲ့တာပါ။အာနာသိန်းပြီးနောက်မှာတော့စစ်ကောင်စီကိုတော်လှန်မှုစိတ်အားထက်သန်တာကြောင့်လက်နက်ဆွဲကင်တော်လန်ခဲ့သူပါတော်လန်ရေးအတွင်းစတင်ဝင်ရောက်လာကြတဲ့ကခန္ဓာကိုယ်တစ်ချမ်းကိုနိုင်ငံတော်အတွက်တစ်ချမ်းကိုမိဘအတွက်ဆိုပြီးမိခင်ဖြစ်သူကိုအမှားစကားပါခဲ့ပါတယ်ဂျဲဘော်ရီကြားမှာအနစ်နာခံတတ်ပြီးသူတစ်ပါးအပေါ်မှာစေတနာထားတတ်တဲ့သူဖြစ်ကြောင်းသူ့ရဲ့ရင်းနှီးတဲ့တငယ်ချင်းကိုလာဦးကပြောပါတယ်တငယ်ချင်းတွေဆိုရင်လူစုံတက်ဆုံနဲ့တော်လန်ရေးပြီးရင်ပြန်ဆုံကြမယ်လို့အမြဲပြောဆိုတတ်တဲ့သူကိုတော်လန်ရေးပြီးပြန်မတွေ့နိုင်တော့ပါဘူး။သူတို့ဟာအပေါင်းအပါရဲဘော်တွေကြားမှာတာဝန်ကျေပွန်သူတဦးဖြစ်ုံကမိသားစုအရေးမှလည်းဖခင်မရှိတော့တဲ့ညီမငယ်တွေနဲ့သူ့ရဲ့မိခင်အတွက်အကြီးကအားကိုးစရာတောက်တိုင်အဖြစ်တည်ရှိနေခဲ့တာပါ။သူကြသွားတာက25ရက်နေ့မနက်ပိုင်းလောက်မှာသူကြတဲ့ရက်မှာရှင်ထဲကအလိုလိုဟာနေတယ်ဆိုပြီးဘေးအိမ်ကလူတွေကိုတော့ပြောလိုက်မိသေးတယ်။နောက်နေ့မနက်26ရက်နေ့မနက်ပိုင်းလောက်မှာအတော်တို့သိရတာတိရချင်းဒုဒုကြသွားပြီလို့ပြောတာနဲ့ရင်ထဲကဘလို့ဖြစ်သွားမှန်းလည်းမသိဘူးငိုမမှန်တော့ဘူးငိုတယ်ဆိုတာထက်ကိုထအော်ဟစ်ကြွေးငိုလိုက်ရတယ်လို့သားဖြစ်သူကြဆုံးစဉ်ကဖြစ်စဉ်အကြောင်းကိုမောများမိုးကပြန်ပြောပြလာပါတယ်သားဖြစ်သူနဲ့ကရှေ့တန်းထွက်နေတာကြောင့်ပုံမှန်အဆက်အသွယ်လုပ်လို့မရှိပါဘူးရှေ့တန်းတက်သွားတာကိုသိလိုက်ရတဲ့အချိန်မှာတော့သူအသက်မဲ့နေပါပြီသားသမီးကမိဘကိုတကြိုတာကပိုပြီးတင့်မိမဲ့မိဘကသားသမီးကိုပြန်တကြိုနေရတယ်။ဒါကမဖြစ်သင့်ပေမဲ့လက်ရှိဖြစ်နေပြီလို့မော်မြမိုးကပြောပါတယ်။သူမအနေနဲ့သားဖြစ်သူရဲ့နောက်ဆုံးအချိန်ကိုမြင်နိုင်မှုအခွင့်အရေးနဲ့နှုတ်ဆက်စကားတွေပြောဖို့အခွင့်အရေးမရခဲ့ပါဘူး။မိခင်တယောက်အနေနဲ့သားဖြစ်သူတက်ရှိထင်ရှားရှိစဉ်ကပုံရိပ်တွေကိုနေ့စဉ်နဲ့အများတော့ပြန်မြင်အောင်နေရယုံကလွဲပြီးမတန်နိုင်တော့ပါဘူး။မနက်ပိုင်းဟင်းထားချက်ချိန်တွေမှာသူကြိုက်တတ်တာလေးတွေချက်ဖြစ်ရင်လဲတတိရတဲ့စိတ်နဲ့နေရကြနေမိပါတယ်။ဒါပြင်သူမရဲ့အတိတ်ပုံရိပ်တွေထဲမှာသားဖြစ်သူချက်ကျွေးခဲ့မှုတဲ့ဟင်းတွေတခါတလေခွင့်ရလို့အိမ်ပြန်လာချိန်မှာသူမရဲ့ဆုံးမစကားကိုလေးလေးနက်နက်နဲ့နာယူနေတတ်ပုံတွေကိုမောများမိုးတယောက်အမြဲမြင်အောင်နေမိပါတယ်။ရှေ့လျှောက်တော့ကြံခဲ့တဲ့သူ့ညီမတွေနဲ့အားတင်းနေရတော့မှာပေါ့နော်။နှစ်တွေဘလောက်ပဲကြမိပြောက်တယ်ဆိုတာလွယ်လွယ်နဲ့ဘလို့မှမေ့နိုင်မှာတော့မဟုတ်တော့ဘူးလို့မော်မြမိုးကဆက်ပြောပါတယ်။သူမရဲ့အတွေးထဲမှာတစ်ချိန်ကအကြောင်းတွေပြန်ပါလာရင်ရင်မက်ထဲကသားအတွက်တနေရာကတော့လိဟာနေမှာအမှန်ပါပဲ။အပြင်မှာတစ်မျိုးစိတ်ကြွယ်ရာမှာတစ်မျိုးဟန်ဆောင်နေရတဲ့သူမအဖို့တော့အင်မတန်မှခက်ခဲတဲ့ကိစ္စရက်တစ်ခုဖြစ်နေပါလိမ့်မယ်။သူညီမတွေကသူ့ပုံကိုအကြီးထုတ်ပြီးချိတ်ဖို့ပြောတယ်။ဒါပေမဲ့အတော်ကပြေးမချိတ်ဘူး။သူ့ပုံကြီးမျက်ရည်ကအလိုလိုကျလာတယ်လို့သားဖြစ်သူဆုံးမသွားပြီးနောက်ပိုင်းအခြေအနေကိုရင်ဖွင့်လာပါတယ်။ကိုလလွယ်10လဖွာပြီးအသက်ရေးမွေးခဲ့ရတဲ့
မိခင်ဖြစ်သူအဖို့ဒီလိုဖြစ်စဉ်တွေကိုလက်သင့်ခံနိုင်မှုဆိုတာအင်မတန်မှခက်ခဲတဲ့ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။သူမလိုပဲတားဖြစ်သူကိုဆုံးရှုံးခဲ့ရတဲ့မိခင်တွေဟာတော်လှန်ရေးကာလအတွင်းမှာအများကြီးရှိနေပါတယ်။တခြားဘဝတူတော်လှန်ရေးမှာကြာဆုံးသွားတဲ့ရဲဘော်တွေရဲ့မိခင်တွေအနေနဲ့ပြောပြမတတ်ခံစားရမှာတော့အမှန်ပဲပေါ့။လူချင်းတူပေမဲ့အတွေ့ချင်းကွာတယ်လေ။အတော်တို့ခံစားချက်ရှိသလိုတခြားတော်လှန်ရေးမိခင်တွေလည်းသူတို့ခံစားချက်နဲ့သူတို့ရှိတယ်ပေါ့လို့တော်လှန်ရေးမှာကြာဆုံးသွားတဲ့ရဲဘော်တွေရဲ့မိခင်တွေခံစားချက်ကိုလည်းသူမကကောက်ချက်ချမိပါတယ်။လက်ရှိမှာမော်မြမိုကတော့ကြောင်းတက်နေစေသမီးနှစ်ယောက်နဲ့အတူနေဆက်ကစစ်ပေးရှောင်တနေရာမှာခိုလုံနေပါတယ်။နေရပြန်နေထိုင်ခွင့်ရရင်ဝေးရမြေမှာပဲပြန်လဲအခြေချနေထိုင်လို့တဲ့သူမအဖို့အိမ်အပြန်လမ်းမှာတားဖြစ်သူမပါဝင်နိုင်တော့တာကိုစိတ်မကောင်းဖြစ်နေမိပါတော့တယ်။